Sasuke Uchiha ရဲ့တူးတဲ့သောသမီးဖြစ်တဲ့ Sarada က Eternal Mangekyo Sharingan မလို့ပဲ Strongest Uchiha တယောက်ဖြစ်လာနိုင်နေဆိုရင်ရောယုံမလားတမိုင်းကိုပြန်ကြည့်ရရင် Uchiha ရဲ့ Mangekyo Sharingan ဟာအမုန်းတရားတွေနာကျင်မှုတွေကနေတစ်ဆင့်နိုးထလာလေးရှိပါရီဒါပေမဲ့ Sarada ကတော့ဘိုးတူကိုကာကွယ်ခြင်းနဲ့သူမရဲ့ပြင်းပြတဲ့ချစ်ချင်းမြတ်တာကနေပြီးတော့နိုးထလာခဲ့တာပါဒါဟာ Uchiha တမိုင်းကိုလုံးဝပြောင်းလဲပစ်လိုက်တဲ့ Special Awakening တစ်ခုပါပဲသူမရဲ့ MS ဆွမ်းအား Oyuromi ကဘယ်လောက်ထိအောင်မှ broken ဖြစ်လဲဆိုရင် Black Gravity Spears တွေကိုဖန်တီးပြီးတော့စစ်မြေပြင်တစ်ခုလုံးကို Oyuromi ရဲ့ဆွဲအားအောက်မှာထိန်းချုပ်ထားနိုင်တာပါရန်သူတွေကိုဆွဲယူပြီးတော့ချီမုန်းနိုင်တယ်လို့ကိုရိုင်ကလည်းအဲ့ဒီဆွမ်းအားကိုသုံးပြီးတော့လေးပေါ်ပြန်တာပုံမြင်အောင်ရွေ့ရလုပ်နိုင်ပါရီဒီနေရာမှာ physics သဘောတရားအရာနည်းနည်းလောက်ထပ်တွေးကြည့်ရအောင်Oyuromi ရဲ့ Gravity Spear တွေဟာတကယ် Black Hole တွေရဲ့သဘောတရားနဲ့အတူတူပါပဲ Universe မှာ Black Hole ကပဲပတ်ဝန်းကျင်ရဲ့အရာတွေကိုဆွဲယူချင်မုန်းနိုင်တာပါ Black Hole တွေရဲ့ဆွဲအားတွေကအရင်ပြင်းလို့အလင်းတောင်မှလွတ်အောင်မပြေးနိုင်ဘူးလို့လေအပြင်မှာပြောထားသေးရဲ့ Gravity ကအလင်းရောင်ကိုယ်အောင်မှဘန်းဖြစ်သွားစေတဲ့အထိအစွမ်းရှိပါရီ Solar က Sarada နဲ့ဓာတ်ရိုက်ရင်ဆိုင်ရပြီဆိုရင်ငါက Light Speed နဲ့တွားနိုင်တယ်လို့ Reaction Speed ကမြန်တယ်လို့ပြောမရဘူးမင်းဘလောက်ပဲမြန်ပါစေ Black Hole နဲ့တွေ့ရင်လိပ်ဖြစ်သွားမှာပါ So Black Hole တွေကိုစိတ်ကြက်ထိန်းချုပ်နိုင်တာမလို့အလင်းတက်ပုံမြန်အောင်သာမရွေ့နိုင်ခဲ့ရင် She is basically faster than you လို့ပြောရမှာပဲဒါပေမဲ့ဒီလောက် OP ရဲ့အစွမ်းမှာကြီးမားတဲ့အားနည်းချက်ကြီးတစ်ခုရှိနေတယ်အဓိကကတော့ Oyuromi ကိုတုံးလေလေ Chakra ကကုန်တာမြန်ပြီးတော့နှလုံးကကန်းဖို့နီးစက်လာလေပါနောက်တစ်ခုကကိုမြင်ရတဲ့စင်တာကတ်ကိုပဲစိတ်ယူလို့ရတာမလို့ blind spot လို့မျက်ကွယ်ရာကနေတိုက်ခိုက်ခင်ရရင်အနည်းငယ်များပါရီဒီအားနည်းချက်ကိုမြင်ပြီးတော့ပရိသတ်တွေက Sarada ကို EMS ရစေချင်ကြရီသို့တော့လက်တွေ့မှာတမယိုးချနီးလန်းနဲ့ EMS ရဖို့ဆိုတာကလုံးဝဖြစ်နိုင်အောင် EMS ရဖို့ဆိုရင်တွေးသားတော်ဆက်တဲ့မိသားစုဝင်ရဲ့ MS ကိုအစားထိုးမှရတာလေ Sarada က Uchiha မိသားစုဝင်ဆိုပေမဲ့ Uchiha ထဲမှာ Sasuke တယောက်ပဲရှိရဲ့လက်ရှိမှာ Sasuke ကရှင်ကျူးတပ်ပေမှာချစ်ပိတ်ခံထားရတဲ့အတွက်သူ့ရဲ့မျက်လုံးကိုရဖို့ဆိုတာကလုံးဝဖြစ်နိုင်တဲ့ကိစ္စပါဒါဆိုရင် EMS မရရင် Sarada ကမျက်လုံးကန်းတော့ရမှာလား Power Up အနေနဲ့ EMS ကိုရွေးချယ်စရာမလိုဘူးလို့ပြောချင်ပါရီ MS ဆိုတာကမျက်လုံးတစ်ဖက်စီမှာဆွမ်းအားတစ်ခုစီရှိကြတာပါဥပမာ Sasuke ရဲ့ Amaterasu အားနဲ့ချက်ကို Flame Control ကဖြည့်ပြီးတော့ပံ့ပိုးပေးတယ်လို့ Sarada ရဲ့ Genin ရဲ့ဒုတိယမျက်လုံးအစွမ်းက Oyuromi ရဲ့ Blind Spot အားနဲ့ချက်တွေကိုဖြည့်ရှင်းနိုင်ပြီးမဲ့တော့ချက်ဖြစ်လာမှာပါပြီးတော့ Chakra အကုန်မြန်ပြီးတော့မျက်လုံးကမ်းမဲ့ Annie ကိုလည်း Sakura စီက Byakugo စီကိုအမွေစက္ကန့်လိုက်တာနဲ့ဖြည့်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ် Byakugo ရဲ့ Healing Factor နဲ့ Chakra တိုးလောင်မှုကမျက်လုံးကိုကမ်းမဲ့ဒဏ်ကနေအေးစစ်စစ်ကာကွယ်ပေးနိုင်ပါရီဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ် EMS ကိုရက်စေချင်တာကွာဆိုရက် Fanny အတွက်ကတော့လုံးဝမျောလင့်ချက်မရှိလားဆိုတော့လေ theory ရဲ့စဉ်းစားကြည့်ရင်တော့ရနိုင်မယ့်လမ်းကြောင်းတွေရရှိနေပါသေးရဲ့ပထမတစ်ချက်က Amado ပဲ Boruto series ထဲမှာ Amado ဆိုတာ impossible တွေကို possible ဖြစ်အောင်လို့ဖန်တီးနိုင်တဲ့ဆရာကြီးလေ Sasuke ရဲ့မျက်လုံးကိုတိုက်ရိုက်အစာမထိုးနိုင်ရင်တောင်မှ Amado ရဲ့ scientific nature tool တွေဤပညာတွေ clone တွေနဲ့ DNA ကနေတစ်ဆင့် Sarada အတွက် artificial EMS တစ်လုံးဖန်တီးပေးလိုက်မယ်ဆိုရင်ရောဒီလိုမျိုးဆိုရင်တော့တမယိုးချနီးကိုကြော်ဖြတ်ပြီးတော့ EMS ရသွားနိုင်တယ် theory ကတော်တော်လေးကိုမှနီးစပ်သွားမှာပါဒုတိယတစ်ချက်ကတော့ EMS အတွက် rule အသစ်တွေပေါ်လာနေတာပါပဲစဉ်းစားကြည့်လေဒါက Sarada ပဲဟာကိုသူ့ရဲ့ Mangekyo Sharingan စပြီးတော့ awaken ဖြစ်သုံးကတော့မှ Uchiha တွေကိုအမုန်းတရားနဲ့မဟုတ်ပဲချက်ချင်းမြတ်တာကနေ unique ဖြစ်တဲ့နီးလန်းနဲ့လိုထနိုင်ခဲ့တာလေ Mangekyo Sharingan ရဲ့ rule ဟောင်းကြီးကိုပြောင်းလဲပြစ်နိုင်ခဲ့တဲ့ Sarada အတွက် EMS rule အသစ်ကပေါ်လာနိုင်မယ်ဆိုတာကတော့မဖြစ်နိုင်စရာအကြောင်းတော့မရှိဘူးသူမျက်လုံးကိုအစားထိုးစရာမလိုဘဲနဲ့သူ့ရဲ့စွမ်းအားတွေအမြင့်ဆုံးကိုရောက်သွားတဲ့အချိန်မှာပဲဖြစ်ဖြစ် Byakugo နဲ့ပေါင်းဆက်လိုက်လို့ပဲဖြစ်ဖြစ်မျက်လုံးရဲ့ evolution ကနောက်တစ်ဆင့်အလိုလိုကိုတက်သွားတာမျိုးဖြစ်လာနိုင်ပါရီဒီနေ့ချုပ်အနေနဲ့ပြောရရင်တမယိုးချက် EMS မရနိုင်တော့လို့ Byakugo နဲ့ဒုတိယ Sharingan အစွမ်းကိုပဲသုံးမလားဒါမှမဟုတ် Amado ရဲ့အကူအညီနဲ့ artificial EMS ကိုပဲယူမလားကိုရိုင်က rule အသစ်တွေဖောက်ပြီးတော့ EMS ကိုတနည်းနည်းနဲ့ရလာမလားဘလို့နည်းနဲ့ပဲဖြစ်ဖြစ် Sarada ကတော့ Boruto series မှာနောက်ထပ်ဖြစ်လာတော့မယ့် New Gen Strongest Uchiha အဖြစ်နေရာယူလာမှာကတော့တေချာပါပဲ brother တို့ရောဘလို့ထင်လဲဘယ် theory ကိုပို့ပြီးတော့ဖြစ်နိုင်ချေရှိမယ်ထင်လဲ comment မှာဆွေးနွေးပေးခဲ့ကြပါဦး Naoto စီကနေအပီးတိုင်ထွက်ခွာသွားပြီလို့ထင်ရတဲ့ Kurama तू ကတကယ်ပဲပြုတ်ကွယ်သွားတာလားမဟုတ်ပါဘူး तू ကပြန်လာခဲ့ပါရီဒါပေမဲ့အရင်လိုကြုံမဲ့ဖွေရာသေးပီစီတကောင်အနေနဲ့မဟုတ်ပဲချစ်စရာကောင်းတဲ့ baby Kurama အဖြစ်နဲ့ပေါ့ဘာရွေးမိုးချုပ် Chakra ကိုမီပြောက်ကွယ်ခဲ့ရတဲ့ Kurama ဟာအခုဆို Naoto ရဲ့သမီး Himawari စီမှာပြောင်းဝင်စားခဲ့ပါရီအော်ဖို့ကောင်းတာက Himawari ဟာသူ့အဖေလို Jinchuriki တယောက်မဟုတ်ပါဘူး Jinchuriki ဆိုတာ Tapes တွေကိုကိုရဲမှာပိတ်လောင်ပြီးတော့စီးရတာပါဒါပေမဲ့ Himawari ကတော့ Kurama ရဲ့ reincarnation အဖြစ်ပြန်လည်ဝင်စားခြင်းဖြစ်သွားတာမလို့သူတို့ဟာ one body two soul ဖြစ်နေပါပြီ Himakuren က Kurama ပါပဲဒါကြောင့်လေ Jura က Hima ကိုသူတို့နဲ့တူတယ်လို့ပြောခဲ့တာပါ Jura ဆိုတာက 4 မှာတောင်းချမ်းခဲ့တဲ့ Tandy ရဲ့ humanoid version ပါဘာလို့အခုလိုမျိုးဖြစ်ရလဲဆိုတာကိုတော့ပြောတော့ပါဘူးသိချင်တယ်ဆိုရင် Boruto Manga Hub Telegram channel ကို join ပြီး Manga မြန်မာဘာသာပြန်တွေကိုတွက်ဖက်ကြပါ Himawari ရဲ့ ability တွေက Naoto တက်တာမှပိုလန်းနေပါရီ Naoto တုံးကဒဏ်ရာရရင်သူ့ပါသူပဲအနာကျအောင်လုပ်နိုင်တာပါဒါပေမဲ့ Himawari ကတော့ instant regeneration အပြင်တခြားသူတွေကိုပါ healthy ဖြစ်သွားအောင်လို့ကုသပေးနိုင်တဲ့ healing power ရှိပါရီပိုပြီးကြောက်စရာကောင်းတာက Naoto ရော Kurama အမီထွက်မှသုံးလို့ရတဲ့ Tapes ဘုံကို Himawari ကသူ့ရဲ့ base form မှာတင်အေးအေးစစ်စစ်သုံးပြနိုင်ခဲ့တာပါ
သူ့ရဲ့ super strength နဲ့ speed ကလည်းဘယ်လောက်ထိလဲဆိုရင်ထန်တီရဲ့လူသားပုံစံဂျူရာနဲ့တောင်မှမျက်နှာချင်းဆိုင်ဘိုင်ဝန်းချနိုင်ခဲ့တဲ့အထိပါပဲဂျူရာကိုမနိုင်သေးရင်တောင်ဒါကသူ့အရွယ်နဲ့ဘယ်သူမှမလုပ်နိုင်တဲ့ feat တစ်ခုပါမမိကြအောင်ပါပါဟီမာဝါရီဟာအသက်၈နှစ်အရွယ်မှာတင်သူ့အဖေနာအိုတိုကိုလက်ညှိုးတစ်ချောင်းနဲ့တင်ဝမ်းရှုပ်ပေးနိုင်ခဲ့တဲ့ potential ရှိခဲ့ပူပါရီမာနကြီးလာပါရီဆိုတဲ့ top 1 fighter ဒမ်မွန်အောင်ဟီမာဝါရီရဲ့အတွင်းအားကိုရှိန်ပြီးအသေးအမှတ်ပြုခဲ့ရပါရီအဲ့ဒီလို potential ရှိတဲ့သူကိုခရမာဂရိုင်ကအနီးကလေ့ကျင့်ပေးခဲ့တဲ့အပြင်ရှူကာရဲ့ဗျာကူကန်နဲ့ခရမာရဲ့ chakra တာပေါင်းဆက်လိုက်ရင်ဟီမာဝါရီဟာ double vortex ရဲ့အတားအဆီးရခက်ဆုံး strongest ခုနိုအီချီဖြစ်လာမှာမြေကြီးလက်ကမလွဲပါပဲနာအိုတိုရော15နှစ်ကျော်မှရခဲ့တဲ့စွမ်းအားတွေကိုဟီမာဝါရီကတော့အခုဆို instant access ရနေပါပြီမကြာခင်မှာကမ္ဘာအတန်မှဆုံးခုနိုချီဖြစ်လာမယ့်ဟီမာဝါရီ double vortex ရဲ့ဇက်ကောင်တွေထဲမှာသူကအတားဆီးရခက်ဆုံးဖြစ်လာမှာအသေးချပါပဲနာအိုတိုနဲ့လုံးဝကောထွက်သွားတဲ့ဘိုးတိုကအဖေသူသားမဟုတ်တော့ပါဘူးဆရာတပည့်ဖြစ်သွားပါပြီ double vortex မှာဘိုးတိုရဲ့တက်ခတ်ရေးပုံစံကကစ်တုံးကနဲ့မတူပဲဘာလို့အရင်ပြောင်းလဲတော့တာလဲနာအိုတိုရဲ့အမတ်သားဖြစ်တဲ့ရှယ်ရိုကလုံးတွေကိုရောဘာကြောင့်မသုံးတော့တာလဲတကယ်တော့နာအိုတိုလိုရှယ်ရိုကလုံးတွေနဲ့အုပ်စုလိုက်တိုက်ခိုက်လို့မရလို့ပါနာအိုတိုနဲ့မတူတာကဘူတိုမှာနာအိုတိုလိုမကုန်ခန်းနိုင်တဲ့ chakra ပမာဏအများကြီးမရှိဘူးရှယ်ရိုကလုံးဆိုတာ chakra ကိုအညီအမျှခွဲဝေသုံးရတာမလို့ဘူတိုကအရေးအတွက်တဲ့အရေးသွေးကိုပို့ပြီးတော့ဦးစားပေးလာတယ်သူ့ရဲ့ fighting style ကတစ်ခုဆိုတစ်ခုထိရောက်မှုရှိပြီးပြတ်သားတဲ့တိုက်ခိုက်မှုပုံစံကိုပြောင်းလဲသွားတာပါဒါကသူ့ရဲ့ဆရာဖြစ်သူ Sasuke ရဲ့လွှမ်းမိုးမှုလို့လည်းပြောလို့ရတယ်လက်ရှိဘူတိုကမျိုးဆက်30ရဲ့အစွမ်းတွေကိုပေါင်းစပ်ထားတဲ့ ultimate shinobi တယောက်ဖြစ်နေပါပြီသူ့ဘူးမီနာတို့လို flying engine တုံးပြီးတော့လျှက်တစ်ပြည့်ရွေးရှားနိုင်တယ်လို့သူ့ဆီယာ Sasuke ရဲ့ short style ကိုလည်းကျွမ်းကျင်စွာတက်မြောက်ထားပါရီပြီးတော့သူ့ဘီနာအိုတိုရဲ့ wrestling gun ကိုလည်းပုံစံအသစ်တွေနဲ့အဆင့်မြင့်တင်ထားပါရီ wrestling gun Uzuhiko ဆို planet rotation နဲ့ကဘာကြီးလည်နေသူရဲ့တက်ရောက်မဲ့ဆွမ်းမျိုးပါပါရမီချင်းရှင်ရင်လည်းဘူတိုကသူ့အဖေသက်တာပါရီနာအိုတိုမှာ nature chakra ဝင်းတစ်ခုရရှိနေတဲ့အချိန်မှာဘူတိုက lightning water windစတန်သုံးမျိုးလုံးကိုငငယ်လေးတွေကတက်မြောက်ထားတဲ့ genius တယောက်ပါဒါအပြင်မမိုရှိကီရဲ့ကောင်းမှုနဲ့ 100% Otsutsuki ဖြစ်သွားပါပြီဒါကြောင့်တစီလောက်တဲ့ဒဏ်ရာရရင်တော့ regeneration အစွမ်းနဲ့ဒဏ်ရာတွေကိုကုသပြီးသားဖြစ်တယ်လို့ကာမသုံးထားရင်လည်း super strength super speed နဲ့ chakra manipulation လည်းရပါတယ်မမိုရှိကီနဲ့အပေးယူလုပ်ပြီးရဲ့နောက်မှာဘူတိုရဲ့ power level ကရိုးရိုးရှိနိုဘီအဆင့်တက်ကိုကျော်လွန်သွားပြီး Harren Otsutsuki တယောက်နဲ့ပို့တူလာပါတယ်အခုဆိုရင် Jutsu တွေကို absorb လုပ်နေတယ်လို့လေပုံမှာလည်းပြတ်တန်းနိုင်တဲ့အစွမ်းရှိလာပါပြီဒါအပြင်ကာမနဲ့ space time teleportation လည်းလုပ်နိုင်တယ်လို့မတူညီတဲ့ dimension တွေကိုလည်းကူးသွားနိုင်ပါတယ်လေပေါ်ပြန်တာ Jutsu တွေကို absorb လုပ်တာအပြင်360 degree ဗျာကူကန်ကိုပါသုံးနိုင်နေပါပြီဒီလို technique အစုံဆုံးနဲ့အမြန်ဆုံးဖြစ်လာတဲ့ဘူတိုကလက်ရှိမှာအတောင်တင်းဆုံးဖြစ်နေပြီလားသူ့ရဲ့အဖေတက်ပို့ပြီးတော့အထာကျမယ်ထင်လားဘသူကသူ့ကိုရှင်နိုင်အောင်လဲဆိုတာကို comment မှာဆွေးနွေးပေးခဲ့ကြပါဦး Instagram ထဲမှာ Mitsuki ကိုအခြား member တွေလောက်မကြမ်းဘူးဆိုပြီးတော့အထင်သေးကြတဲ့သူတွေရှိရင်ဒီအချက်ကိုသိဖို့လိုနေပါပြီ Mitsuki ကတာမန်မူဖွားလာတဲ့လူသားမဟုတ်ဘဲနဲ့ Orochimaru ဖန်တီးထားတဲ့ artificial human ဖြစ်တယ်လို့ Orochimaru ရဲ့အောင်မြင်ဆုံးဖန်တီးမှုပါပဲ artificial human ဆိုပေမဲ့ Orochimaru ရဲ့ထိန်းချုပ်မှုကိုမခင်ရဘဲနဲ့သူ့စိတ်သူ့သဘောနဲ့ဆုံးဖြတ်ခွင့်ရထားတာပါ Orochimaru ရဲ့ရုပ်သေးရုပ်လုံးဝမဟုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကြောင့်မောပွဲနာမရှိဘဲနဲ့တက်ခတ်နိုင်ပါရီ Endurance ကအရင်ကောင်းပြီးတော့ limit ကျော်ပြီးတက်ပွဲဝင်နိုင်တဲ့ခန္ဓာကိုယ်မျိုးလည်းရှိပါရီတက်ခတ်ရင်မှာဆိုရင်လည်း Mitsuki ကမွေးလာကလေးက perfect stage mode ပါလာတာပါနာအိုတိုတို့လိုလေ့ကျင့်စရာမလိုဘဲနဲ့ချက်ချင်း activate လုပ်နိုင်ပါရီသူ့ရဲ့ speed ကလည်း junior အဆင့်တွေတက်ပို့ပြီးတော့မြန်လို့ဘိုဒူနဲ့ဆာရာတာတို့တုတ်ပြန်ခွင့်မရခင်မှာပုံမြင်မြင်လှုပ်ရှားနိုင်တာကိုတွေ့ရပြီးဘိုဒူ2 blue forest မှာဆိုရင် Otsutsuki အသစ်လို့ပြောလို့ရရီခါဝါကီကိုရောသူ့ရဲ့မွေစိတ်နဲ့အိပ်ပျော်သွားအောင်လို့အေးဆေးလေးထည့်နိုင်ခဲ့ပါရီဒါအပြင် Lightning style နဲ့ Wind style တွေမှာလည်းတစ်ဖက်ကဲကန်ကျွမ်းကျင်တဲ့သူမလို့သူ့ရဲ့ level က Aspect Ninja တွေထက်တောင်မှအများကြီးအောင်ပိုတာနေပါပြီ and Orochimaru စီကအမွေရထားတဲ့ငွေလိုမျိုးဆက်ထွက်နိုင်တဲ့အစွမ်းကြောင့်ရင်သူတွေကိုခံမလို့မရတဲ့ပုံစံနဲ့တက်ခတ်နေပါရီငရင်ပိုင်းမှာလည်းအေးဆက်ဆက်နဲ့တိုက်ပွဲကို analyze လုပ်ပြီးတော့ viewer တွေချက်ချင်းချနိုင်ခဲ့တာမလို့ရှွတ်တွက်လို့လည်းမရဘူးနောက်ပြီး fan တွေကြားမှာပြောနေရတကူရှိရယ် Mitsuki ကဘိုဒူပေါ်အရင်ကတ်တွယ်နေလို့ဒါမှမဟုတ်ဘိုဒူကိုသူ့ရဲ့နေမင်းကြီးလို့ခေါ်ပြီးတော့ bromance တွေပါဖြစ်နေလို့ဂိစက်တွင်ကြတာပေါ့ဒါပေမဲ့တကယ်တမ်းမှာ Mitsuki အတွက်ဘိုဒူကိုချစ်တာ928မြတ်တာနဲ့မဟုတ်ဘူးနော်ဥရိချင်မရှိတဲ့သူ့ရဲ့ဘဝကြီးကိုခန်းစားချက်နဲ့ရှင်မန်းချက်တွေပေါ်အောင်ဘိုဒူကလမ်းပြပေးခဲ့တာမလို့သူ့ဘဝရဲ့အလင်းရောင်အဖြစ်မှတ်သားထားခဲ့တာ Mitsuki အတွက်ညီကိုဆိုတာထက်ဘိုဒူကသူ့အတွက် role model တယောက်လို့မှပြောရင်ပုံမှန်လိုက်မယ်ဒီလိုပြင်းထန်တဲ့သစ္စာတရားကြောင့်ဘိုဒူကိုကာကွယ်ဖို့ဆိုရင်သူ့ကိုဖန်တီးခဲ့တဲ့ Orochimaru ကိုရောဂျွာကိုပါသစ္စာဖော်ဖို့အတွက်ဝင်လေးတဲ့သူမဟုတ်ပါဘူး but လက်ရှိမှာတော့ Eda ရဲ့ကျေးဇူးနဲ့ဘိုဒူကိုမမှတ်မိရတာမလို့နေမင်းကြီးလို့မတတ်မှတ်တော့ပြန်ပါဘူးဘာဖြစ်ဖြစ်အခုပြောချင်တဲ့ message က Mitsuki ဆိုတာကအထင်သေးခံရမယ်သူမဟုတ်ဘဲနဲ့ Instant Fan ရဲ့အနီရဲ့အရှိဆုံးနဲ့ monster တစ်ကောင်ဖြစ်နေရပဲကဲအခုကြည့်နေကြတဲ့သူတွေမှာရော Mitsuki fan တွေရှိကြလားပြောတော့ခဲ့ကြပါဦး